ကျွန်တော်ပြောပြမယ်ဗျဒါကျွန်တော်အမြင်ပေါ့ဗျာနော်မိမတယောက်တွေသူတို့ဘဝမှာအလုံးစုံဆုံးယောက်ျားနှစ်ယောက်ရှိတယ်ပထမတယောက်ကဘာတူလဲဆိုတော့သူတို့ကျွေးမွေးစောင့်ရှောက်ခဲ့တဲ့သူတို့အဖေဒုတိယတယောက်ကဘာတူလဲဆိုတော့သူတို့ချင်းမြတ်နိုးပြီးတော့သူတို့ကိုယ်တိုင်လက်ထပ်ယူထားတဲ့ယောက်ျားသူ့အဖေရဲ့သူ့ယောက်ျားရဲ့အဲ့ဒီမိန်းမတယောက်ရဲ့ဘဝကိုလုံးယူလို့ကျွန်တော်ခဲ့စဉ်းစားကြည့်လေဒီဆိုတာလဲကိုသမီးလေးအတွက်ဆဆရရပြည့်စုံထားပြီးပြုံးမွေးဆောင်ထောက်ပြီးအချိန်တန်ရွယ်ရောက်တော့စတူဒီကြရတယ်စစ်တော့လက်ထပ်တယ်ပေါ့ဗျာတို့ပြောရရင်ဒါပေမဲ့အဲ့ဒီယောက်ျားကအဲ့လက်ထက်တဲ့မိန်းကလေးကိုတကယ်ချစ်တယ်ဆိုလို့ရှိရင်လုံခြုံမှုအများကြီးပေးတယ်အဲကြောင့်ကျွန်တော်ပြောချင်တယ်မိန်းကလေးတယောက်တည်းလွန်ချုံဆုံးယောက်ျားနှုတ်ကတော့ပထမသူ့ကိုသူ့ဝေးဆောင်ချက်ခဲ့တဲ့အဖေဒုတိယကျတော့သူချစ်လို့လက်ထပ်ယူထားတဲ့သူ့ရဲ့မျိုးသားပေါ့